အားလုံးမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်ကုမ္ပဏီကပြင်ဆင်ပြီးစီးသွားပြီဖြစ်တဲ့အမြတ်တနိုးချင်းရိုးရာအထည်ဆိုင်လေးကိုအသေးစိတ်လိုက်ပြသွားမှာဖြစ်လို့ကျွန်တော်နဲ့အတူလိုက်ကြည့်ပေးပါအောင်ဗျဒီဘက်မှာဆိုရင်တော့ကျွန်တော်တို့ကဒီမှာအဆိုင်အဝင်အနေနဲ့ပေါ့နော်လိုက်ကလေးချုပ်ပြီးတော့မှတက်ဆင်ပေးထားတယ်ဒီမှာတော့ကျွန်တော်တို့ကဒီအလူမီနီယမ်ကျွန်တော်တို့ main door ပေါ့နော်ကျွန်တော်အဝင်ဆိုင်အဝင်ကတကား slide door နဲ့ပြုလုပ်ပေးထားပဲဖြစ်ပါတယ်ဒီဘက်မှာလည်းကျွန်တော်တို့ကဒီအထည်တွေထားလို့ရအောင်အထည်တွေနှစ်ဆင့်ထားလို့ရအောင်ပေါ့နော်ဒါကျွန်တော်တို့စောက်နဲ့ဒီ cabinet တွေပြုလုပ်ပေးထားတယ်ဒီဘက်မှာပေါ့တောက်လျှောက်ကျွန်တော်ဟိုဘက်မှာတော့မပြတော့ဘူးဟိုဘက်မှာလည်းကျွန်တော်တို့အဲ cabinet ဒီဘက်နဲ့ဆင်တူပဲကျွန်တော်ရှိပါတယ်ချမ်းခင်းကြွေပြားတွေလည်းပြုလုပ်ပေးထားတယ်ပြီးတော့ကျွန်တော်အရန်လှတဲ့စီလင်လေးလည်းပြုလုပ်ပေးထားပြီးတော့မှမီဇိုင်းလေးတစ်ခုလည်းတက်ဆင်ပေးထားပါတယ်ဒီနားမှာတော့ကျွန်တော်တို့ကဒီအဝတ်တွေချိတ်လို့ရအောင်ပေါ့နော်ဒီမှာအဝတ်တွေချိတ်လို့ရအောင်ကျွန်တော်တို့ဒီတန်းတွေအဝတ်တန်းပေါ့နော်အဝတ်တန်းလေးထည့်ပြီးတော့မှတက်ဆင်ပေးထားတယ်ဒီမှာတော့ကျွန်တော်တို့ကကက်ရှာပေါ့နော်ကက်ရှာကောင်တာလေးတစ်ခုရှိမယ်ဒီမှာတော့ကျွန်တော်တို့ကဒီ partition ကိုပဲဒီဇိုင်းလေးလုပ်ပြီးတော့မှ logo လေးတက်ဆင်ပေးထားတာပဲဖြစ်ပါတယ်ဗျမြတ်တနိုးချင်းရိုးရာဆိုတဲ့ logo လေးပေါ့နော်ကျွန်တော်နဲ့ kitchen နဲ့ကိုအတူတူလိုက်ကြည့်ပြပါအောင်ဗျဒီ kitchen ခန်းလေးမှာတော့ကျွန်တော်တို့ကဒီမှာ aluminum glass door ကိုမှကျွန်တော် slide door တက်ဆင်ပေးထားပဲဖြစ်ပါတယ်ဗျဒီဘက်မှာတော့ကျွန်တော်အညှော်ဆုပ်ဆက်ရှိရဟူရှိရအောက်မှာတော့မီးဖို့ရှိပါတယ်ဒီမီးဖို့ရဲ့အောက်မှာလည်းကျွန်တော်တို့ကဒီ space တွေမလွတ်သွားရအောင်လို့ဒီမှာအရှက်အလင်းမှာရှက်တစ်ခန်းနဲ့ပစ္စည်းထည့်လို့ရတဲ့နေရာလေးဖန်တီးပေးထားတယ်ဒီမှာတော့ကျွန်တော်တို့အန်ဆွဲ၃လုံးကိုဆင့်ပြီးတော့မှပြုလုပ်ပေးထားပဲဖြစ်ပါတယ်ဒီနေရာမှာလည်းကျွန်တော်တို့ကဒီတကားတွေရှိတယ်အထက်မှာပစ္စည်းထားလို့ရတဲ့နေရာလေးပေါ့နော်ကျွန်တော်ဒီဘက်နေရာကျတော့ကျွန်တော်ပလင်းလေးတွေအလှလေးပေါ့နော် coffee cup လေးအလှလေးထားလို့ရအောင်ကျွန်တော် open နေရာလေးပြုလုပ်ပေးထားပဲဖြစ်ပါတယ်ဒီဘက်မှာလည်းကျွန်တော် storage နေရာတွေရှိတယ်ပေါ့နော်ဒီမှာတော့ keller ပေါ့ keller ဖွင့်လို့ရတဲ့တကားနှစ်ချက်ရှိတယ်ဒီမှာတော့ basin ပါ basin ကတော့ကျွန်တော်တို့ကဒီ steel basin ကောင်းတာကိုထည့်ပြီးတော့အသုံးပြုပေးထားဖြစ်ပါတယ်ကျွန်တော်တို့ basin မှာပကံဆေးမယ်ပြီးလို့ရှိရင်ဒီမှာပကံစစ်လို့ရမယ် steel dryer နှစ်ခုလည်းရှိပေးထားပါတယ်အောက်မှာလည်းတစ်ခုပေါ့နော်ပကံတွေထည့်လို့ရမယ်ပြီးတော့ခွက်တွေတန်းစီပြီးတော့မှထားလို့တင်းလို့ရပါတယ်ကျွန်တော်လည်းအောက်ထက်ကအခန်းလေးကိုတစ်ချက်လိုက်ကြည့်ပေးပါအောင်ဗျကျွန်တော်တို့ဒီအခန်းလေးမှာတော့ဒီလက်မရိတ်တော်ကိုအသုံးပြုပေးထားတယ်ပြီးတော့ကျွန်တော်တို့ဒီ height ကနည်းနည်းနှိမ့်တော့တကားတော့နည်းနည်းလေး standard မဟုတ်ဘူးပေါ့နော်နည်းနည်းနှိမ့်သွားတယ်ပေါ့ဒီဘက်မှာတော့ကျွန်တော်ဒီအဝတ်ထည့်လို့ရမယ်ဗီဒီယိုလေးတစ်လုံးပြလုပ်ပြီးထားတာဖြစ်ပါတယ်ထဲမှာ answer လေးနှစ်ခုပါတယ်ဒီဘက်မှာလည်းအဝတ်ခောက်ပြီးထည့်လို့ရမယ်ဗီဒီယိုလေးပေါ့နော်ဒီမှာတော့အမှန်တင်ကုန်လေးလည်းရအောင်လို့နေရာလေးပြုလုပ်ပေးထားပါတယ်အောက်မှာ answer လေးရှိမယ်ဒီမှာတော့ကျွန်တော်တို့ site တိုင်းမှာပါတဲ့ LED ကျွန်တော်တို့ mirror လေးတက်ဆင်ပေးထားပါတယ်ဒီအခန်းလေးကတော့ပထမကျွန်တော်ထက်ခိုးတော့နှိမ့်တာပေါ့နှိမ့်တော့ကျွန်တော်စီလင်လေးလုပ်ပေးထားတယ်ပြီးတော့ hollow frame တွေကိုကျွန်တော်ထက်ခိုးကိုထောက်တယ်လို့လည်းဖြစ်အောင်လို့ဒီမှာတော့ hollow အကြီးတွေထောက်ပြီးတော့မှကျွန်တော်တို့ light partition ပြုလုပ်ပေးထားပါတယ်ဒီဘက်မှာတော့လေကားလေးရှိရပါတော့ဒီလေကားလေးကတော့အရင်တော့ရုပ်ဆိုးဆိုးလေးကိုကျွန်တော်တို့ဒီဘုတ်ကာပြီးတော့မှဆေးတုပ်ပြီးတော့မှရုပ်ချောချောလေးဖြစ်သွားအောင်ပြုလုပ်ပေးထားပါတယ်ကျွန်တော်လည်းအပေါ်တက်အခန်းချစ်စရာအခန်းလေးကိုလက်ကြည့်ပြပါအောင်ကျွန်တော်ဒီအပေါ်တက်အခန်းလေးမှာလည်းကျွန်တော်လက်မိတ်တော့ပဲတက်ဆင်ပေးထားတယ် height ကတော့နည်းနည်းနှိမ့်နေပေါ့နော်အထဲမှာလည်းဒီလိုမျိုး fin တစ်ချောင်းရှိရတဲ့အတွက် height နှိမ့်သွားတယ်ပြီးတော့ကလေးလေးနေမှာဆိုတော့အဆင်ပြေပါတယ်ဗျအထဲကိုတစ်ချက်လောက်တော့ကြည့်အောင်ကျွန်တော်တို့ဒီအခန်းလေးမှာတော့ကျွန်တော်ကတင်လေးပြုလုပ်ပေးထားတာပေါ့နော်ကတင်လေးရယ်ကတင်လေးကိုတော့ပန်းအောင်လက်မနဲ့နဲ့ပဲသုံးထားတယ်ခေါင်းရင်းမှာလည်းကျွန်တော်စာအုပ်လေးပဲတင်တာပဲဖြစ်ဖြစ်ဖုန်းအသွင်းတာပဲဖြစ်ဖြစ်အရုပ်ကလေးတင်တာပဲဖြစ်ဖြစ်ပေါ့နော်ဒီမှာလည်းစာအုပ်စင်လေးရှိရယ်အောက်မှာလေးရောပေါ့ဒီမှာတော့ကျွန်တော်စာတင်လုပ်လို့ရတဲ့စပွဲလေးတစ်ခုရှိရယ်အန်ဆွဲလေးနဲ့ထိုင်ကုန်လေးတစ်လုံးလည်းပြုလုပ်ပေးထားတာပေါ့နော်ဒီနေရာမှာတော့ light ကလေးတက်ပေးထားတယ်ဒီဘက်မှာတော့ကျွန်တော်ထိုင်ပြီးတော့မှစာပဲဖတ်မလားကျွန်တော်တို့ဒီထိုင်ပြီးတော့ပဲအပန်းဖြေမလားပေါ့နော်ထိုင်လို့ရတဲ့ band လေးတစ်ခုလုပ်ပေးထားတယ်ဒီဘက်မှာလည်း check လေး open လေးရှိရဗျဒါကတော့အဝတ်ဗီဒီယိုပေါ့နော်အဝတ်ဗီဒီယိုကျွန်တော်အထဲမှာ space ကျဲတယ်ပေါ့များများထည့်လို့ရတယ်ကလေးတယောက်အနေနဲ့ဆိုရင်တော့လောက်ပါတယ်ဒီဘက်မှာလည်းအရုပ်ကလေးအလှထားလို့ရမယ့် space လေးတစ်ခုရှိတယ်ကျွန်တော်ဒီ light partition တွေကိုတော့ကျွန်တော်ကဘုံနဲ့ပြုလုပ်ပေးထားပြီးတော့မှဆေးကိုတော့ကျွန်တော်ပန်းရောင်လေးတုပ်ပေးထားပဲဖြစ်ပါ SPC flow ကိုလည်းကျွန်တော်ခင်းပြီးတော့မှအသုံးပြုပေးထားတယ်ကျွန်တော်နဲ့ဘုရားကင်းလေးကိုတစ်ချက်လိုက်ကြည့်ပြပါဦး
ဒါလေးကတော့ကျွန်တော်ဖျားကမ်းပဲဖြစ်ပါတယ်ကျွန်တော်ဖျားစင်ကတော့အင်ရှင်ကမလုပ်တော့ဘူးเนาะအပြင်ကပဲဝယ်လိုက်မယ်လို့ပြောတယ်ကျွန်တော်ဖျားမီးပူဇော်ဖို့လည်းစလိုက်မီးလေးနှလုံးတက်ဆင်ပေးထားပါတယ်ဒီနေရာကြီးကတော့ကျွန်တော်အရင်တော့ဒီဟောလိုလက်ရန်အဟောင်းကြီးကိုကျွန်တော် glass နဲ့အလူမီနီယံပေါင်းဆက်ပြီးတော့မှလှတဲ့လက်ရန်လေးဖန်တီးပေးထားတယ်ဆိုင်တွေကဝင်လာတဲ့လူဧည့်သည်လှမ်းကြည့်လို့ရှိရင်လည်းအရန်လှတဲ့ view လေးဖြစ်သွားတာပေါ့ဗျာအားလုံးပဲနောက်ဗီဒီယိုဒီမှာပြန်ဆုံတွေ့ပါမယ်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်လင်းစောပါ